ယနေ့2026ခုနှစ်ဇန်နဝါရီလ15ရက်နေ့တွင်ကျင်းပပြုလုပ်တဲ့အခမ်းအနားကတော့89နှစ်မြောက်ပြည်တော်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်ဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ဇနုပြူမြို့နယ်ရေပေါက်ကြီးရွာအုပ်စုကစိုးရင်ကြီးရွာရစ်စစ်မိဖွင့်ပွဲအခမ်းအနားပဲဖြစ်ပါတယ်ရှင်အစီအစဉ်အရဧရာဝတီတိုင်းဒေသကြီးမအူပင်ခရိုင်ဇနုပြူမြို့နယ်စကားကြီးမြို့စံငင်းတိုင်းနယ်ရေပေါက်ကြီးရွာအုပ်စုကစိုးရင်ကြီးရွာရစ်စစ်မိဖွင့်ပွဲအခမ်းအနားစတင်ကြောင်းကြီးညာအပ်ပါရဲ့ရှင်စီစီယာဇနုပြူမြို့နယ်စကားကြီးမြို့စံကင်းတိုင်းနယ်ရေပေါက်ကြီးရွာအုပ်စုကစိုးရင်ကြီးရွာရ
မျက်စိလေးဖွင့်ပွဲခန္ဓာကိုဖဲချိုးပြဖွင့်လိုက်ပေးနိုင်ပါရဲ့အေယာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းတယံဇာတရေးရာဝန်ကြီးဦးအောင်မြင့်နဲ့လမ်းမဆွတ်တော်ရေးဝန်ကြီးဦးအောင်ဆန်းချစ်တို့မှနေရာယူပေးပါရဲ့ကာရဝပြုတင်ပြအပ်ပါရရှင်နေမချိန်ချရောက်ပြီဖြစ်ပါ၍မျက်စိလေးဖွင့်ပွဲခန္ဓာအားဖဲချိုးပြဖွင့်လိုက်ပေးပါရဲ့ကာရဝပြုတင်ပြအပ်ပါရရှင်အစီအစဉ်အရအေယာဝတီတိုင်းဒေသကြီးဆိုရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းမှဇနုပြူမျိုးနဲ့စကားကြီးမျိုးစံကင်းတိုင်းနဲ့ဒီဘောက်ကြီးရွာအုပ်စုကစိုးရင်ကြီးရွာမျက်စိမိဖွင့်မှဆိုင်ပေါ်အားမိခလုံးနဲ့ထွေးလိုက်ပေးပါရဲ့နေ့အမွေးနှစ်သားရဲ့ဖြတ်ဖက်ပေးပါရဲ့ကာရဝပြုတင်ပြအပ်ပါရရှင်။လာပြီးတော့မင်းလိုက်လည်းမရဘူး။ဆက်လက်၍အစိုးရအဖွဲ့ဝင်ကြီးများဧည့်သည်တော်များမှအမွေးလက်သားရင်ဆက်လက်ဖြတ်သက်ပေးပါရန်ကာရဝပြုတင်ပြအပ်ပါရရှင်စီစဉ်ရာမချမ်းချက်ပုံရိုက်ကူးရန်ဖြစ်သည့်အတွက်အေယာဝတီတိုင်းဒေသကြီးဆိုရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ကြီးများဧည့်သည်တော်များနေရာယူပြီးပါရန်ကာရဝပြုတင်ပြအပ်ပါရရှင်စီစဉ်ရာအေယာဝတီတိုင်းဒေသကြီးဆိုရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အစိုးရအဖွဲ့ဝင်ကြီးများမှကျေးရွာအတွင်းမီတာတက်ဆင်ထားမှုအားလိုက်လံကြည့်ရှုပေးပါရန်ကာရဝပြုတင်ပြအပ်ပါရရှင်